Hello everyone, welcome back. ဒီနေ့မှာဆိုလို့ရှိရင်တော့ GED Science ပေါ့နော်အဲ့ဒီတဲ့အရေးပါဆုံးဖြစ်တဲ့ Life Science မှာပါတဲ့ cells တွေအကြောင်းပြောသွားမယ်ပေါ့ဒီနေ့ကတော့ဒီ plant cells နဲ့ animal cells ကဲသူရဲ့မှာရှိတဲ့ organelles တွေ structures တွေကိုအဓိက focus လုပ်ပြီးပြောသွားမယ်ပေါ့နော် Okay, first of all, do you remember the definition of organelles? သိလားမမေ့သေးလားမမမီလည်းကိစ္စမရှိဘူး teacher တို့ဒီမှာအသေးစိတ်ပြန်ရှင်းပြပါမယ် Okay, what is an organelle? Organelles are the different structure inside a cell that each have different job or function to complete within the cell. So teacher ဒီမှာကြည့်ဒီလိုမျိုး cells ထဲမှာရှိရဲ့ဒီဒါလေးတွေပေါ့နော်ဒီ teacher point out လုပ်ထားတဲ့ဟာလေးအဲ့ဒါလေးအကုန်လုံးက organelles လို့ခေါ်တယ်သူတို့ကပုံစံမတူ structure မတူဒါပေမဲ့သူတို့မှာလည်းတစ်ခုချင်းစီမှာပေါ့နော်လုပ်ငန်းဆောင်တာတစ်ခုချင်းစီရှိရပေါ့နော်တစ်ခုနဲ့တစ်ခုကတော့သူတို့ရဲ့ function တော့မတူဘူးပေါ့နော်အကုန်လုံးက cell ထဲမှာပဲရှိရအဲ့ဒါလေးတွေကို organelles လို့ခေါ်တယ် So let's look at the types of organelles အရင်ဆုံး teacher တို့ cell membrane ကလည်း teacher organelles တစ်ခုဖြစ်တယ်ပေါ့နော်တော့ဘာလဲဆိုတော့သူကဒီ teacher ဒီ plant cells ကဒီအစိမ်းရောင်လေးနော် plant cells ကဒီ animal cells မှာရောရှိရပေါ့နော် cell membrane ကကြတော့ဘယ်လိုမျိုးလဲဆိုတော့ teacher security guard လိုမျိုးကွာဟိုအပြင်ကအနေရရှိရဟာတွေကို cells ထဲကိုပေးမဝင်ဘူးဒါပေမဲ့အပြင်ကလာတဲ့အနေရမရှိရဲ့ molecules လေးတွေဆိုလို့ရှိရင်တော့ပေးဝင်နေပေါ့နော်ဒါပေမဲ့ cells ထဲကဒီ organelles လေးတွေ liquid တွေအပြင်မထွက်အောင်ထိန်းပေးတယ်အဲ့ဒါမျိုး cell membrane လို့ခေါ်တယ်ဒီတော့သူက plant cell မှာလည်းရှိတယ်လို့ animal cells မှာလည်းရှိတယ်နောက်တစ်ခု cell wall ကကြတော့ teacher တို့ဒီဟိုမှာပဲရှိရပေါ့နော်အပင် cell ပေါ့ plant cell မှာပဲရှိရသူက cell membrane ပြီးတော့ outer တစ်ထပ် cell wall ဆိုပြီးထပ်ရှိရ plant cell မှာဆိုတော့ဒီမှာကျတော့ cell wall က teacher cell membrane နဲ့မတူတဲ့ချက်ကသူကပို့ပြီးတော့မာတယ်ပြီးတော့ဟို teacher ပြောပြမယ်တကားလိုမျိုးပေါ့ဥပမာ security guard ကို teacher cell membrane နဲ့သတ်မှတ်မယ်ဆိုလို့ရှိရင်စောင့်နေတကားဒါမှမဟုတ်လဲစောင့်နေဒီအဝင်အဝပေါ့နော်နေရာ fence ချမ်းပဲဖြစ်ပေါ့အဲ့လိုမျိုး teacher cell wall လို့ခေါ်မယ်ပေါ့သူကလုံးဝ strong ဖြစ်တဲ့ material နဲ့လုပ်ထားတယ်လုံးဝဟို dangerous ဖြစ်တဲ့ harmful ဖြစ်တဲ့ဟာတွေလုံးဝအဝင်မခံဘူးမာကြောတယ်ပေါ့နော် cytoplasm ကကြတော့သူကဒီ teacher ဒီ plant cells တွေ animal cells တွေဒီအဝိုင်းထဲမှာတော့မဟုတ်လေးတောင်လေးအတွင်းမှာရှိတဲ့နေရာကိုဖြည့်ပြီးတဲ့အရည်လေးပေါ့နော်သူကအရည်လို့ပြောရမလား jelly like substance လို့လည်းဖြစ်နိုင်တယ်သူကနည်းအဲ့လိုမျိုးပေါ့နည်းနည်းအရည်ပေါ့အရည်မဟုတ်အရည်လို့ပြောမှာအဲ့လိုပုံစံမျိုးပေါ့ဆိုတော့သူကဒီ charity ပေါ့ဒီ animal cells မှာဆိုလဲဒီနောက်ခံ background ပြန်ရအောင်လေးရ cytoplasm ဒီ plant cell မှာဆိုလို့ရှိရင်ဒီအနောက်ခံအစိမ်းရောင်မဟုတ်ပါဘူးအဲ့ဒါလည်းဒီ chair point out လုပ်ပေးထားတယ်ဒီအဝါရောင်နုလေးပေါ့နော်အဲ့ဟာကို cytoplasm လို့ခေါ်တယ်ဆိုတော့ plant cell က animal cell မှာရှိရယ်သူကဘာနဲ့ပြုလုပ်ထားလဲဆိုတော့ဒီ charity ပျော်ဝင်သွားတဲ့ molecules လေးအများကြီးနဲ့ပြုလုပ်ထားတာပေါ့နော်ပြီးတော့ cell process တွေအများကြီးအတွက်သုံးဝင်နေပေါ့ပြီးတော့နောက်ထပ် transportation လည်း smooth ဖြစ်စေရပါတော့ cytoplasm ကြောင့်ပြီးနောက်တစ်ခု nucleus ကဒီ charity မှာအဝိုင်းယူပြောတာအဝိုင်းအဲ့ဒါကို nucleus လို့ခေါ်တယ် nucleus ကကြတော့ဒီလုံးဝ control လုပ်ပြီးရ center ပေါ့ခေါင်းကျုပ်လို့ပြောရမှာပေါ့သူကကြတော့ဒီ charity ကြီးထွားဖွံ့ဖြိုးမှုပြီးတော့ဒီ reproduction ပေါ့မျိုးပွားတာပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့လုပ်ပေးတဲ့ဟာကို nucleus လို့ခေါ်ရပေါ့နော်သူကကြတော့ဒီ center နားမှာရှိရပေါ့နော် cells က center နားမှာရှိရပြီးတော့ cells က chromosome တွေအကုန်လုံးကိုသူ့ထဲမှာပဲထိမ့်သိမ်းထားပေးတယ်အဲ့ဒါကို nucleus နောက်တစ်ခုကကြတော့ nucleolus ပေါ့သူကကြတော့ဒီ nucleus ထဲမှာမရှိရဲ့ဟာလေးပေါ့နော်ချက်ချကြတဲ့ဟာလေးပေါ့ nucleus ထဲမှာရှိရဲ့အရာလေးကို nucleolus လို့ခေါ်တယ်သူကကြတော့ဒီ plant cell က animal cells က nucleus ထဲမှာရှိရဲ့သူကဘာနဲ့လုပ်ထားလဲဆို RNA နဲ့ protein နဲ့ပေါင်းပြီးတော့ဖြစ်လာတဲ့ဟာတခုပေါ့နော်နောက်တစ်ခုက chloroplast ကကြတော့ဒီ charity အပင်တွေမှာပဲရှိရပါဆိုတော့ chlorophyll အစိမ်းရောင်ခြေဟာကိုသုံးရတာဆိုတော့လေ okay ဆိုတော့ဘာလဲဆိုတော့ convert light energy of the sun into sugar that can be used
by cells. Chloroplast is the organelle where photosynthesis takes place and it's only found in plant cell. So the cherry tuga light energy near light energy the cherry the sugar and in a pian be I got your sugar go cells the don't chloroplast look correct. The photosynthesis process temadiga main barrier. So now to mitochondria. Mitochondria are the cellular respiration process go diga lows on it. Beyond the whole the nutrient my yare hario the broken down pitabia the nutrient the energy go comfort lobia energy piang be no I piang energy cells they don't be alumio process go diga lobia mitochondria locore. Mitochondria the cherry plant go animal cells ma shi diga afin the cherry powerhouse lo pioluya. Now to Golgi apparatus. Golgi apparatus kajara tuga di plant cells ko animal cells ko nakuzaloma shi to blomio le so tuga molecules they combine lo be combination but no combination ya molecules at the day pisi the mom hole bobia show three complex with the molecules they pisi molecules the cho they nine the mom the cho le to the cells of in bed told there one aramio lobia organelles go Golgi apparatus to cobare. Now the smooth endoplasmic reticulum ER but tuajaro nucleus nama shite data mu ta nucleus is a tubi nama shite aramio go smooth endoplasmic reticulum lo kore lipid kapales to a diverse pite organic compound go organic compound ni madunia organic compound ni aramio lipid lo kore so ER ga to I lipid they create lo de be store le lo de. Now to go rough endoplasmic reticulum now to the mu one works with ribosome attached to it to help with the synthesis and packing of protein. Is found in both plant and animal. Looks like sheet bumping membrane attached to nucleus. To the nucleus nama be she be the palace or ribosome to low to the protein new pack lo be a protein new tolo be any amale guni be a bono to a plants got animal cells ma on a muslo mashi. Now to vacuole let the share plant cells got animal cells got or she to a digado teacher you get the dalo mu bones and you store loaded in the hour you get the diet room or storage room over Lamuyiri asari the cells the queer gita pumbiomo cells the queer function low the low at the nutrient I food state I store low without vacuole core. So the cherry maji pongi on the animal cells ga vacuole ga the plant cells ga vacuole ga g. So now go ribosomes ga the low organelle the lady one to a little liani with lumio to a change in it. Disa warabo change below change me as amino acid cells to look at the amino acids change go build low be wire hali organelles layer ribosome core. Ribosome ga the charity plants got animal cells got nakuzalo mashia the nia the role let the protein builders slow like core no. Now the cool peroxisome ne the lysosome nakua the digestive system them digestive system ne detox load in okay so ayezo peroxisome ga the blue laser to blue organelle mu laser to the asachi walo digest pit nutrient them the breakdown pure wine toxic materials they batted so I toxic materials they will to ga pesha be a one of the yapian dancing be a detox low be a bones and muco era low be organelles go peroxisome lo core who asario breakdown low be a chibi have one lysosome lo core lysosome ga the animal cells the no the peroxisome ga to a plant cells go animal cells ma now to go microtubules ga the
လိုမျိုးရှိမြုံပုံတန်ရှိရသူကကြောက် teacher cell square တဲ့နေရာမှာ cell division မှာသူအဓိကဟိုလုပ်ပေးရပါကူညီပေးရပါတော့ဆိုတော့သူကမှတ်ထားမှာ teacher တို့ animal cells မှာပဲရှိရ plant cells မှာမရှိဘူးနောက်တစ်ခါ centrioles ကသူကကြောက် teacher cell division mitosis meiosis ဖြစ်တဲ့အချိန်မှာသူကကူညီပေးတယ်သူကလည်း teacher တို့ဒီ animal cells တွေမှာပဲရှိတယ်အဓိကဒီ animal cells နဲ့ plant cells ကအဓိက difference ကကြ plant cells ကကြသူကဟိုပါပေါ့ cell membrane ကို cell wall ကိုရှိရကွာဒီ plant cells ကကြတော့ဒီနောက်ကခြံခတ်ထားတဲ့ cell wall မရှိဘူး cell membrane ပဲရှိရပြီးတော့နောက်တစ်ခုဟိုဒီ plant cells ကကြတော့သူတို့ဒီအစာတူလောင်တဲ့နေရာ vacuole ကပူကြီးရယ်ဒီမှာကြတော့ဟုတ်တယ် animal cells မှာကြ vacuole ကတည်တည်လေးပြီးတော့နောက်တစ်ခု animal cells တွေကြတော့ centrioles လား teacher ဒီဟာလေးပေါ့အဲ့ဒါလေးရှိရယ်ဒါပါပဲ okay ဆိုတော့ teacher တို့နောက်တစ်ခုမှတ်ထားမှာကဒီ cells ကအဓိက type နှစ်မျိုးရှိရယ် prokaryotic cell နဲ့ eukaryotic cell ဆိုပြီးနှစ်ခုရှိရယ် prokaryotic cells ကကြတော့ nucleus မရှိဘူးဟိုသူ့ရဲ့ genetic materials တွေက teacher cytoplasm ထဲမှာပဲပြန့်နေတာပေါ့နောက်ထပ် eukaryotic cells ကကြ teacher အခုဒီလိုမျိုးဒီ plant cells တို့ animal cells တို့လိုမျိုး nucleus define ဖြစ်တဲ့ nucleus ရှိရယ်အဲ့ဒါမျိုး eukaryotic cell လို့ခေါ်တယ်ဆိုတော့ okay အဲ့ဒါလေးနှစ်ခုမှတ်ထားပါတော့အဲ့ဒါလေးလည်းအရေးကြီးရယ် so that's it for today guys see you again in next video I hope you have great day or great night I don't know anyways bye bye